ဒါလေးอ่ะကျုပ်ကိုအပူပေးထားတာပြီးတော့အပူပေးလိုက်တဲ့အတွက်ဒီကွဲသွားတဲ့အကွဲရာလေးတွေကြည့်ပြီးတော့ဖြည့်ပြည့်နောက်ဖြစ်တွေဟောတာကျုပ်ပေးတယ်ဒါကြတော့ဟောဒီဝါကြောလေးနဲ့ဒီအရေးတွေမှာပတ်ပြီးတော့ဖြည့်ပြည့်နောက်ဖြစ်တွေဟောတယ်ဒါကျိုးပေးတယ်ဒါကတော့ဂျင်းဒီဂျင်းနဲ့လည်းဘေးရင်ဟောလို့ရတယ်ကျွန်တော်စီမှာတော့ဒီလက်မှာရှိတဲ့လက္ခဏာတွေကြည့်တယ်နက်ခတ်တွေကြည့်ပြီးတော့လူတယောက်ဘဝရဲ့ရှေ့ပြနောက်ဖြစ်တွေဟောတယ်သူတို့စီမှာတော့ကျုပ်နဲ့ဟောတယ်ကျိုးနဲ့ဟောတယ်ကျင်းနဲ့ဟောတယ်ဘယ်လိုဟောလဲဆိုတာတော့ကျွန်တော်ကိုယ်တိုင်အခုမေးကြည့်ပါကျွန်တော်မေးနေပြီးသက်ကြီးတယ်သူတို့ဟောတဲ့ဟောပုံဟောနည်းကိုလေ့လာလို့ရတာဒါကတော့ကျွန်တော်တို့ဒီကျိုးနဲ့ဘေးရင်ဟောမဲ့သူပေါ့ဘယ်လိုခေါ်လဲပွေကားလို့ခေါ်ပွေကားလို့ခေါ်တယ်အဲ့ဒါဘေးရင်ဟောတာဘေးရင်ဟောဟုတ်ပြီသူကမေးကြကျွန်တော်ဟိုဟောပေးလို့ရမလားလို့အနည်းကသူပဲပြီးလို့ရအောင်မြည်ကဟိုဘက်နေကဟာမောဟောရတယ်ရတယ်ဆိုရင်ကျွန်တော်ဟောပေးပါလို့ဟိုသူခါကြည့်ရဟာမောဟော这不用没啥了看。叮叮的，叮当这里。说干嘿。ဒီနေ့ကြာမယ်နော်စိတ်ကျန်လာရနိုင်တယ်တို့ကအသက်ပြီးလို့အသက်ရှင်လို့ရုံနဲ့တယောက်ဖြစ်ချင်ရတာနဲ့အခုခုနဝါကိုသူကတတ်လိုက်တာပြီးတော့ဒီမှာခေါင်ရည်ဒီခေါင်ရည်ကလည်းသူကဒီဘေးရင်ဟောဖို့အတွက်ကိုဒီခေါင်ရည်အသက်ဒီခေါင်လို့အဲ့တော့ခေါင်ရေးဦးဖြည်းဖြည်းနဲ့သူကဘေးရင်ဟောမှာသူဘလို့ဘေးရင်ဟောမလဲဆိုတာကိုစစ်ပြီးတော့ကြည့်ကြအောင်那真了，哥。